Happy Father's Day ပါလို့ဒီနေ့ဂျွန်15ရက်နေ့2025မှာကြာရောက်တဲ့ကမ္ဘာလုံးဆိုင်ရာဖခင်များတွေကိုဂုဏ်ပြုသောအားဖြင့်အခုဒီဗီဒီယိုကလစ်လေးနဲ့အတူလေးစားချစ်ခင်ရတဲ့ဖခင်ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတဲ့လူပုဂ္ဂိုလ်တိုင်းဖခင်တိုင်းတူဦးတယောက်ချင်းစီကိုရှင်ထဲမှာအမြဲတမ်းဦးညွတ်လက်မိမိနဲ့သက်ဆိုင်တဲ့ဖခင်ကိုလည်းရည်ရွယ်လက်ဒီဗီဒီယိုကလစ်လေးကိုအမတ်တရားအဖြစ်ဖန်တီးရင်းနဲ့ဖခင်တိုင်းကိုဂုဏ်ပြုကြောင်းပြောခွင့်ပြုပါအားလုံးပဲHappy Father's Day ပါခင်ဗျာကျွန်တော်တို့ဒီနေ့လိုနေထူးနေမြတ်မျိုးမှာခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဝတွေကိုလှပအောင်အမတ်တရားတွေများစွာနဲ့စီးချေပေးခဲ့တဲ့အဖေဆိုတဲ့ပုံကိုယ်တွေကိုကျေးဇူးတင်စကားနည်းနည်းလေးပြောလိုက်ကြရင်မကောင်းဘူးလားရခဲ့လာတဲ့ဒီလူဘဝမှာကျွန်တော်တို့မိသားစုဘဝတွေကိုအဖေအဖြစ်နဲ့ဝင်ရောက်လာပေးခဲ့တဲ့အတွက်အရင်ဆုံးကျေးဇူးတင်တယ်လို့ပြောပြစေဖေကျေးဇူးပါဖေအနေအမြင့်အသက်ကြလေကြမ်းတမ်းလို့နဲ့ဒီလူဘဝဇက်ခုံပေါ်မှာမတူညီတဲ့မျက်နှာဖုံးတွေကိုအတလဲစီချွတ်လိုက်တက်လိုက်လုံနေရင်ကျွန်တော်တို့အတွက်တော့အဖေဆိုတဲ့မျက်နှာဖုံးကိုအမြဲတမ်းပြုံးလေးနဲ့ဒီဇိုင်းမမတ်နောက်ဆုံးထွက်တဲ့အထိသက်ဆင်သွားပြီးတဲ့အဖေကိုကျေးဇူးတင်တယ်လို့ပြောချင်တယ်ဖေလူတွေနဲ့ပတ်ဝန်းကျင်ရဲ့ထင်မြင်ယူဆချက်တွေကကျွန်တော်တို့တော့နံပါတ်1ဆိုတဲ့ဒုတိယနေရာမှာပဲအမြဲတမ်းရှိပါတယ်အဲ့တော့နံပါတ်1ဆိုတဲ့နေရာမှာအမြဲတမ်းခိုင်မြဲစွာပိုးဆွဲပြီးတော့မှနေရာယူထားတဲ့သူကတော့သူရဲ့ကောင်းကြီးဆိုတဲ့ဘွဲ့နာမနဲ့ကျွန်တော်ရဲ့အဖေပါကျွန်တော်ဒီဘဝမှာအဖေရဲ့သားသမီးဖြစ်ခွင့်ရတာဂုဏ်ယူပါတယ်လို့ပြောခွင့်ပြုပါအဖေဘာဖြစ်လို့လဲဆိုတော့အဖေလို့ခေါ်ခွင့်ရနေတာကဘာနဲ့မှလဲလို့မရတဲ့ဂုံရှင်အမြင့်ဆုံးသောအမီနာမတစ်ခုဖြစ်နေလို့ပါဖေလောဂရန်ဆိုတဲ့အရာကကျွန်တော်ကိုလက်ဆွဲနှုတ်ဆက်ဖို့အတွက်ဖေးစီကခွင့်ပြုချက်တောင်းရလေးရှိတယ်လို့ကျွန်တော်ကြားဘူးတယ်အဖေဒါပေမဲ့အဖေကလွယ်နဲ့ခွင့်မပြုပေးခဲ့ဘူးလေအဲ့တော့သူတို့ကျွန်တော်ကိုအကြာကြီးစောင့်ခဲ့ရတယ်လို့ပြန်ပြီးပြောပြကြတယ်ဖေအဖေရဲ့နှလုံးသားကအရန်မှာကြောတယ်လို့လူတွေပြောနေကြတဲ့အချိန်ကျွန်တော်တို့သားသမီးတွေအတွက်ခံစားလိုက်ရတဲ့အရာကအနုညံ့ဆုံးသောအစိတ်ပိုင်းလေးတစ်ခုပါပဲအဲ့ဒီကျွန်တော်တို့သီးသန့်ဆိုတဲ့နှလုံးသားအတွက်ကျေးဇူးတင်ပါတယ်ဖေအဖြူရောင်မှုသားဆိုတဲ့စကားလုံးတွေနဲ့အကြောင်းအရာတွေကိုစာအုပ်တွေထဲမှာကျွန်တော်ဖတ်ဖူးလေးရှိပေမဲ့ကျွန်တော်နားနဲ့ဆက်ကြားခဲ့မိလိုက်တာကအဖေစီရပါအဲ့ဒီအဖြူရောင်မှုသားဆိုတဲ့စကားလုံးရဲ့နောက်ွယ်အလိမ်ညာတွေရဲ့ဇစ်မြစ်တွေကကျွန်တော်တို့သားသမီးတွေဖြစ်နေခဲ့တာကိုနောက်မှသိခွင့်ရလို့လဲအဖေကိုအားနာမိတယ်ကျေးဇူးလည်းတင်ပါတယ်ဖေအဖေကိုပြောပြခြင်းခဲ့တဲ့ကျေးဇူးတင်စကားတွေကအများကြီးပါစာရွက်နဲ့ချရေးမယ်ဆိုရင်လည်းမဆန့်တော့ပါဘူးဖေအဲ့တော့များပြားစွာကြံနေသေးတဲ့လက်ကျန်ကျေးဇူးတင်စကားလေးတွေကိုကျွန်တော်ရင်ထဲမှာပဲစင်ထာဝရသိသိခွင့်ပြုပါဖေဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်သားသမီးတွေရဲ့နောက်ဆုံးထွက်တဲ့အချိန်တွေအထိအဖေကိုချစ်တဲ့အကြောင်းနဲ့အဖေကိုကျေးဇူးတင်တဲ့အကြောင်းတဖွာပြောချင်နေခဲ့မိတာပါဖေဘာပဲဖြစ်ဖြစ်ရအားလုံးအတွက်ကျေးဇူးတင်ပါတယ်ဖေဒီကနေ့ဒီဗီဒီယိုကလစ်လေးနဲ့အတူကမ္ဘာပေါ်မှာရှိတဲ့အဖေတိုင်းလဲပျော်ရွှင်ကြပါစေသက်ရှိထင်ရှားရှိနေတဲ့အဖေတွေလည်းကျမ်းမာချမ်းသာကြပါစေဆုံးပါသွားတဲ့ဖခင်တွေကိုလည်းကျွန်တော်ယင်ထဲမှာစင်မြဲတပည့်မော်ကွန်းတင်လက်မြဲချစ်လက်မြဲကျေးဇူးတင်လက်ရှိနေမယ်ဆိုတဲ့အကြောင်းအခုဒီဗီဒီယိုကလစ်လေးနဲ့အတူကမ္ဘာမှာရှိတဲ့ဖခင်တိုင်းကိုလေးစားအသိမှတ်ပြုလက်အားလုံးပဲ Happy Father's Day ပါလို့နှုတ်ဆက်လိုက်ချင်ပါတယ်ဖခင်တိုင်းကျမ်းမာချမ်းသာကြပါစေI love my daddy so much. He's strong and kind with a gentle touch.